အားလုံးပဲမင်္ဂလာပါအခုဟာတော့ Roblox အဆက်လေးဆော့ဆော့ပြပါဖြစ်ပါတယ်နော်ကဲဒါတော့ကိမို့ဆိုင်ဖြစ်ပါတယ်ပြင်ကျင်သွားမယ်ဒီကျင်မှာတော့မင်္ဂလေးယောက်ျားမရှိဆော့လို့ရရဲ့ကျင်ဖြစ်ပါတယ်လုံးဝဒီအရှိမဆိုယောက်ျားလေးအတွက်တီးတန်းဆော့ပေးမယ်မင်္ဂလေးရလို့ရရဲ့လို့ရှင်ဒီရဲ့အနောက်မှာအခုတကားပေါက်လေးတွေ့ရမလားအဲ့တကားပေါက်မှာဆိုရင်ယောဂလေးလည်းရှိတယ်ဖဲထားရအောင်မယ်ဒီဟာတော့မိထားလို့တယ်ဟုတ်ပြီဒါမှယောဂလေးကျင့်မယ်ပုံစံမျိုးစုံမိုက်တယ်ဗျာကိုတော့ကြိုက်တယ်ဒီကတော့ကိုပုတ်စီကိုထားနေရလေးပါလူဝင်ကြည့်လိုက်တယ်ဒါရောကြိုက်နေရပါကိုဝိတ်တော့ရမယ်အဲ့ဘေးနာကတော့အမဖြစ်ပါလေနေ့တိုင်းကျမဆော့တိုင်းတွေ့နေမှာပါအဲ့အမကိုသူလည်းအငြင်းဆော့ပါရဲ့ဒီကဲကိုသူ့မှာလည်း channel ရှိပါရဲ့နော်ဒီဟိုမှာရေဦးကန်လေးတွေ့တယ်ရေဦးကန်လေးတွေ့တယ်အဲ့ရေဦးကန်လေးကိုငါမှလဲဆိုတွားကြည့်အောင်မယ်ထောက်ဒီကနေဝင်ကြည့်မယ်ရေကတော့မကူတော့ပါဘူးရေကူတဲ့နေရာလေးကြော်လိုက်ပါတယ်ကဲဟိုအမရဲ့တမို့ရိုက်ပြီးတော့ဒီမို့ရိုက်ထပ်သွားမယ်ဒီမို့ဆိုင်အမကတော့မဝင်တော့ဘူးတဲ့ဟိုဘက်ကနေဝင်ပြန်ထွက်ပြီးတော့စပိုင်းစင်းနဲ့ရှောက်သွားကြမှာဖြစ်ပါတယ်ကဲနောက်ငါပြတိုက်သွားမယ်ငါပြတိုက်မှာဆိုရင်ဒါကလေငါပြောတိုက်ကစားတောင်းဆိုင်လေးဖြစ်ပါတယ်နော်ကဲဒါကတော့ငါပြတိုက်ကပြထားတဲ့လှေလို့ပါလို့ပေါ့နော်ဥပဒေဆိုရင်ဒါပန်ငါးလေးတော့မသိပါဘူးဒါတော့ဝေလာငါပါဟုတ်ပါတယ်ဒါပါလဲလို့ကြည့်လိုက်ပါတယ်ဒီမှာကျတော့ဒီဝေလာငါးလေးတွေအတွက်ဝေလာငါးလေးပြတာလေးဖြစ်ပြထားပါတယ်ဒါတော့ငါးလေးဖြစ်ပါတယ်ဒါလေဒီဘက်က jellyfish ထင်တာပဲအဲ့ဒါကတော့ဒါ shopping mall ဖြစ်ပါတယ်နော်ဒါ shopping mall ဖြစ်ပါတယ်ဒီထဲမှာ shopping mall ရုပ်ရှင်အောင်ရှိရယ်ရုပ်ရှင်အောင်ထဲမှာဝင်ကြည့်ဖို့အတွက်တက်ကိဖြစ်တယ်ဒီတပီးကမပွင့်ဝင်နဲ့ဘဲဟုတ်မလဲကိုပေါ့ကိုနောက်ဆုံးတော့တောက်ခွင့်လိုက်ရပါတယ်တပီးကိုဖွင့်ပြီးတော့ကျွန်တော်ထားကြည့်မယ်မာတော့ဒီပါတို့ရှောက်တော့ဟိုတော့ဒီတော့လုပ်ပါရယ်နော်ဒါတော့အိမ်လေးဝယ်ပြီးတော့ကိုအိမ်မှာကိုနေမဲ့ပုံစံလေးဖြစ်ပါတယ်ဒီကတော့ညီမအိမ်ပါကဲအားလုံးမတော်တာနောက်အဆက်လေးမှလည်းချက်ချက်ရအောင်မယ်နော်ဒီနေ့တော့ဒီလောက်ဝဲတင်တော့ပါမယ်ကဲတတနော် bye bye see you